တောအုပ်အလဲမှာမြန်မြန်ပြေးနိုင်တဲ့ယုံတကောင်နဲ့အေးအေးဆေးဆေးလမ်းလျှောက်တတ်တဲ့လိတ်တကောင်အတူတကွနေထိုင်ကြပါတယ်။ယုံကကုကိုအရန်ယုံကြည်ပြီးငါကအရန်မြန်တဲ့မင်းလိုနှေးတဲ့လိတ်ကငါ့ကိုမရှင်နိုင်ဘူးလို့လောင်ပြောလိုက်ပါတယ်။လိတ်ကတော့စိတ်မဆိုးပဲဒါဆိုပြိုင်ကြည့်ရအောင်လို့တင်းငိမ်စွာပြန်ပြောလိုက်ပါတယ်။ပြိုင်ပွဲစားလိုက်တဲ့အခါယုံကလေလိုမြ мян ပြီးထွက်သွားပြီးလိတ်ကိုအလွန်အမြင်ကျော်လွန်သွားပါတယ်။အလန်းဝေးသွားပြီလို့ထင်တဲ့ယုံကအခုနားတင်တောင်းနိုင်သေးတယ်လို့ထင်ပြီးတစ်ပင်အောက်မှာအနားယူရင်းအိပ်ပျော်သွားပါတယ်။လိတ်ကတော့မရက်မနာတလန်းချင်းအေးအေးဆေးဆေးဆက်လက်လျှောက်လာပါတယ်။လိတ်ကအိတ်နေတဲ့ယုံကိုကြော်ပြီးနောက်ဆုံးမှာပန်းတိုင်ကိုအရင်ဆုံးရောက်သွားပါတယ်။ယုံနိုးလာတဲ့အချိန်မှာတော့လိတ်ကအနိုင်ရပြီးသားထင်နေခဲ့ပါပြီ။ဒီပုံပင်ကတင်ပေးချင်တာကတော့ညံတာထက်မရက်မနာစိတ်ရှည်ရှည်ကြိုးစားသူကနောက်ဆုံးမှာအောင်မြင်နိုင်တယ်ဆိုတာပါ